မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးပါစောစောကလိုင်းလေးပြုတ်သွားလို့ပါနော်လိုင်းလေးပြုတ်သွားလို့ပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးပါရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်ဘယ်မျိုးဘယ်နေကနေကြည့်နေတာလဲနာမည်လေးကဘယ်သူလဲလို့မှတ်လာပေးမယ်ရှင်နော်အချင်းနေရတော့ကြည့်လာအောင်ဒီမှာအရက်ပူနေလို့နော်တနခဘဲစားနေတောသူဖြစ်နေပြီတောသူမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညနေခင်းလေးပါရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်ဘယ်မျိုးဘယ်နေကနေကြည်နေတာလေးရှင်ဆရာမလေးရဲ့ချင်းနေလေးရတော့ကြည့်ပါအောင်နော်ချစ်တဲ့စိတ်နဲ့ပဲကြည့်ပေးပါနော်ချစ်တဲ့စိတ်နဲ့ပဲကြည့်ပေးပါရှင်အရန်ပူလို့ပါနော်အရန်ပူလို့ပါရှင်နော်အဝေးစားလည်းမလဲနိုင်တော့ဘူးဒီမှာအရန်ပူလို့ပါအစင်မပြေတာရှိလေချစ်တဲ့စိတ်နဲ့ကြည့်ပေးပါရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်ဘယ်မျိုးဘယ်နေကနေကြည်နေတာလဲနံပြလေးကဘယ်သူလဲမှတ်လာပေးမယ်ရှင်ဆရာမလေးရဲ့မေတ္တာကိုလက်ခံကြမယ်နော်ဆရာမလေးရဲ့မေတ္တာကိုလက်ခံကြမယ်ရှင်အတန်လေးအနေထားလေးအဆင်ပြေလားရှင်အတန်တိုင်းလေးကောင်းလားရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်မင်္ဂလာရှိတဲ့ညနေခင်းလေးပါမင်္ဂလာရှိတဲ့ညနေခင်းလေးပါလိုက်ကအကြာကြီးမလွှင့်ပါဘူးနော်ဆရာမလေးအရန်ပူလို့ပါရှင်လက်ပိတ်ပြီးငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာပါရှင်လက်ပိတ်ပြီးငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာပါရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်နော်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်လက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာအရန်ကောင်းပါတယ်လွယ်ကူတဲ့ရိုးရှင်းတဲ့အရန်ထိရောက်ပါတယ်ရှင်ယူကျင်တယ်ရကျင်တယ်သိကျင်တယ်သင်ကျင်တယ်ဆိုရင်တော့အမြန်ဝင်လာမှရမယ်ရှင်ယူကျင်တယ်ရကျင်တယ်သိကျင်တယ်ဆိုရင်တော့အမြန်ဝင်လာမှရပါမယ်ရှင်ဆရာမလေးလိုက်မလာတာတော်တော်လေးကြာသွားပြီနော်ဆရာမလေးလိုက်မလာတာ3-4ရက်လောက်ရှိသွားပါပြီရှင်အခုဆရာမလေးလိုက်ပြန်လာပါပြီအလူတန်းကိစ္စတွေပြေဦးလေးမှာတင်တန်းကိစ္စတွေသွားနေရတာဖြစ်တဲ့အတွက်ဆရာမလေးလိုက်မလာနိုင်တာပါအခုဆရာမလေးလိုက်ပြန်လာပါပြီရှင့်မမျော်လင့်ဘဲနဲ့အကြောင်းမကြဘဲနဲ့ရုတ်တရက်ရောက်လာပေးတဲ့အတွက်ရုတ်တရက်တွေ့တဲ့သူကအရန်ကန်ကောင်းပါပြီရှင့်ရုတ်တရက်ဒီလိုက်ကိုတွေ့တဲ့သူအရန်ကန်ကောင်းပါတယ်ရှင့်တထေးမလေးစုမြတ်နယ်လေးကျေးဇူးတင်ပါတယ်ကျမ်းမချနာတက်ရှိပါစေရှင့်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်ဘယ်မျိုးဘယ်နေကနေကြည့်နေတာလဲနာမည်လေးကဘယ်သူလဲလို့မှတ်လာပေးမယ်ရှင်ဝင်လာပြီဆိုရင်နှုတ်ဆက်ကြမယ်ရှင်တန်မိုးရှိတဲ့ like ကလေးပါတန်မိုးရှိတဲ့ like ကလေးပါရှင်တန်မိုးရှိတဲ့ like ကလေးပါရှင်တတိမလေးရွှေရင်ဝင်းလေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်ဆရာမလေးရဲ့အနေထားဘာညာတာရကအစိမပြေလဲချစ်တဲ့စိတ်နေတာကြည့်ပြီးတော့ဒီမှာအရန်ပူနေလို့ပါနော်တနခါပဲတာအပြက်သားပဲများနေတယ်တချင်းဆူလိုက်တော့မယ်နော်ဒီမှာဆရာမလေးအရင်ပူလို့ပါအဝိစားလည်းမလဲနိုင်တော့ဘူးဒီမှာနော်အဝိစားလည်းမလဲနိုင်တော့ဘူးနော်အစိမပြေလဲချစ်တဲ့စိတ်နဲ့ကြည့်ပေးဖြစ်ဖြစ်တချင်းမလေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်တချင်းမလေးရှူယူအရင်ချစ်ပါတယ်ကျေးဇူးပါဆရာမလေးရေးတဲ့ဟုတ်ကဲ့ပါကျေးဇူးပါရှင့်နော်ကျေးဇူးတင်ပါတယ်ရှင့်မင်္ဂလာညနေခင်းလေးပါမင်္ဂလာညနေခင်းလေးပါရှင့်ဆရာမလေးလိုက်မလာတော့တဲ့တတိယတွေဟုတ်တယ်ဆရာမလေးကပို့ပြီးတော့တတိယတယ်နော်အော်ဒီချိန်ဆိုရင်9ရက်လိုက်ကိုမျောနေတဲ့တထင်းမလေးတွေတင်နှန်းသူလေးတွေခုနှစ်သားသမီးတွေစောင့်နေကြပြီနော်အရန်ကိုတတိယတယ်ဒါပေမဲ့ဆရာမလေးဒါအလူတန်းကိစ္စတွေစက်တိုက်သွားနေရတာဖြစ်တဲ့အတွက်ဟိုစိတ်ရောလူရောပြင်မှန်းလို့လိုက်မလာနိုင်တာပါနော်မင်္ဂလာပါဆရာမလေးတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှယ်ပေးတာကျေးဇူးတင်ပါတယ်တထင်းမလေးရှင်ရှယ်ပေးတာကျေးဇူးအများကြီးတင်ပါတယ်အရင်ချစ်ပါတယ်နော်တထင်းမလေးမျိုးမျိုးလေးကျေးဇူးတင်ပါတယ်အမြဲချစ်ပါတယ်ကဲနော်တိတ်တက်တဲ့သူလေးတွေချမ်းသာဖို့ထိုက်တန်တဲ့သူတွေပြောင်းလဲဖို့အချိန်တန်တဲ့သူတွေကဆရာမလေးလိုက်ကိုတွေ့တာနဲ့တန်းပြီးတော့ရှယ်ပေးတယ်နော်ပြောစရာကိုမလိုဘူးအရင်ချစ်ဖို့ကောင်းတာအရင်ကျေးဇူးတင်ဖို့ကောင်းတာပါရှင်ကောင်းခြင်းမင်္ဂလာပြတို့သည်ဤအိမ်ရှင်၌ဒီပါစေဖြို့တတိမလေးရချစ်ပါတယ်ရှင်ထိုင်းကနေတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာမလေးတဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ရချစ်ပါတယ်ရှင်ကောမလေးတက်တာအရမ်းမြန်နေလို့ပါနော်ကောမလေးတက်တာအရမ်းမြန်နေလို့ပါရှင်နေ့ရက်တိုင်းမျောနေမိပါတယ်ဆရာမလေးအော်ကျေးဇူးတင်ပါတယ်ဆရာမလေးအခုအရန်ပူနေလို့ပကော့ကြားကြီးနဲ့ဒီမှာစပတ်အင်ကြီးကြီးနဲ့နော်အစီမပြေတဲ့ပုံစံကိုချစ်တဲ့စိတ်နဲ့ကြည့်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်နော်ဆရာမလေးအားလုံးကိုအနုညွတ်လေးတောင်းပန်ပါတယ်ဆရာမလေးကိုကြည်ရတာအတန်ကိုနားထောင်ရတာအစီမပြေဘူးဆိုရင်လေဆရာမလေးဒီနေရာကနေပြတ်တက်ရက်ခံပြီးတော့တောင်းပန်ပါတယ်ဆရာမလေးအရန်ပေးချင်တာဖြစ်တဲ့အတွက်အော်ငါဘလို့ကြီးလဲငါဘလို့ဖြစ်နေတာလဲငါကြည့်ကောင်းရက်လားငါချောရက်လားငါလှရက်လားဆိုတာကိုစိတ်ထဲမှာမရှိတော့ဘူးအားလုံးကိုပေးချင်တဲ့စိတ်ပဲရှိတာပေးချင်တဲ့စိတ်ပဲရှိတာเนาะကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါတထင်းမလေးရှင်
ဆီယမာလေးလိုက်ကိုမျောနေတာတဲ့ဟုတ်ကဲ့ပါအရန်ပူတယ်ဆီယမာလေးတဲ့တတောင်တတလေးတဲ့ဝတ်ထားတာတဲ့အော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဆင်ပြေပါတယ်တဲ့ကျေးဇူးတင်ပါတယ်တကယ်ကျေးဇူးတင်ပါတယ်အရန်ချစ်ပါတယ်နော်စင်ကာပူကနေကြည်နေတာပါဟုတ်ကဲ့ပါတထင်းမလေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါသည်ရှင်တနခါလေးနဲ့အရန်ချစ်စရာကောင်းတယ်အော်ကျေးဇူးတင်ပါတယ်ချစ်တဲ့စိတ်နဲ့ကြည်လို့ကျေးဇူးတင်ပါတယ်နော်ချစ်တဲ့စိတ်နဲ့ကြည်တဲ့သူတွေကဆရာမလေးဘလို့နေချစ်နေမှာကြည်နေမှာပဲနော်အားပေးနေမှာပဲယုံကြည်နေမှာပဲအားကိုးနေမှာပဲချစ်တဲ့စိတ်နဲ့မကြည်တဲ့သူတွေကတော့ဆရာမလေးကိုကြည်ရတော့ဟဲ့ဘလို့ကြီးလဲဒီလိုလေးမြင်နေကြပါလိမ့်မယ်ရှင်မင်္ဂလာညချမ်းပါဆရာမလေးတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာမလေးတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပို့ပြီးတော့ကျေးဇူးတင်ပါတယ်ပို့ချစ်ရပါတယ်ရှင်အချစ်ခံလားမသိဘူးနော်နမီလေးကဘလို့လဲရှင်ကောမက်လေးကလေဖောက်လေးကမှားနေတော့လေတိတ်ကြည့်ရတာအဆင်မပြေလို့ပါနော်နားမလဲလို့ပါတထင်းမလေးရှင်ဆရာမလေးနမီလေးတွေအကောင့်နမီလေးတွေခေါ်တာမှရင်ခွင့်လို့ပေးပါနော်အော်အချစ်စိအချစ်မှန်တဲ့ဟောဒီဘက်မှာဖောက်ကမှန်တယ်ဒီဘက်မှာကလေဖောက်မှန်တယ်နော်ဒီဘက်မှာကဆရာမလေးစီကိုအကောက်ရဲ့ဖောက်တွေမှန်တယ်အခုလွတ်နေတဲ့ဖုန်းထဲမှာအဖောက်ကမှားနေတာအချစ်စိချစ်မှန်ကျေးဇူးတင်ပါတယ်အကောက်ပိုင်ရှင်လေးရှင်ဆရာမလေးလိုက်တွေကိုတဲ့ကြည့်လိုက်တာနဲ့စိတ်ချမ်းသာရပါတယ်ကျေးဇူးတင်ပါတယ်ရေပေးအောင်ရေတထင်းမလေးအေးလေးကျေးဇူးတင်ပါတယ်အေးကြီးလားတထင်းမလေးကျေးဇူးတင်ပါတယ်နော်အရင်ချစ်ပါတယ်ရှင့်ဆရာမလေးရဲ့ like ကို share ပေးတာကျေးဇူးတင်ပါတယ်အေးလေးကျေးဇူးတင်ပါတယ်ရကြာလာမကောင်းတော့ဘူးတနခါလေးနဲ့လာနေရောပဲအော်ကျေးဇူးတင်ပါတယ်ချစ်တဲ့စိတ်နဲ့ကြည့်ပေးတာကျေးဇူးတင်ပါတယ်နော်အရင်ချစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေကဲဆရာမလေးဒါပေးခြင်းတဲ့အကြောင်းအရာလေးသင်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာလက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာနော်ဘယ်လိုလဲဒီကောမက်လေးကမမြင်အောင်ဖြစ်နေတယ်မင်္ဂလာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင့်လက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ကိုပေးသွားမှာပါရှင်မင်္ဂလာပါဆရာမလေးရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်နီအေးတတိမလေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်ကဲပြောတော့မယ်နော်လူမဆောင်တော့ပါဘူးရှင်ကဲထိုက်တန်တဲ့သူတွေပဲဝင်လာလိုက်တော့နော်ပြောင်းလဲဖို့အချိန်တန်တဲ့သူတွေဝင်လာလိုက်တော့နော်အခုပြောပါတော့မယ်ရှင်အမတဲ့အကောက်ပိုင်ရှင်လေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်ဆရာမလေးနဲ့တွေ့ရတာအရင်ပျော်နေရပါတယ်တဲ့ဆရာမလေးရေတဲ့မဲဆောက်ကနေကြည့်နေပါတယ်တင်းခိုင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တတိမလေးတင်းခိုင်ကျေးဇူးတင်ပါတယ်ရှင်အချစ်စိတ်ချစ်မှန်နဲ့ဘာတွေလှုပ်လို့အစီမပြေဘူးဆရာမလေးတဲ့ဟုတ်ကဲ့ပါတတိမလေးရှင်ဘာလှုပ်လို့အစီမပြေဘူးဆိုရင်ဆရာမလေးတင်တဲ့ပို့တွေလွှင့်တဲ့ light တွေကိုတိချအသေးစိတ်တွေလိုက်ကြည့်ပါဒီတက်မကအလုပ်အကင်ငွေကြေးစီးပွားတွေအစီပြေခြင်းနေဆိုရင်တော့9လပိုင်းတရက်နေ့မှာဖွင့်ပေးမယ်meditation week 555သင်တန်းလေးရှိပါတယ်အများဆုံးအဖို့ဆရာမလေးကအကြံပေးပါတယ်ဆရာမလေးရဲ့သင်တန်းကိုအတင်းအခိုင်တာမဟုတ်ပါဘူးနော်ဘာလို့အဆင်ပြေစေဖို့အတွက် meditation လေးတွေပြုလုပ်ရမှာဖြစ်ပါတယ်ဒီအတွက်ဆရာမလေးက meditation week သင်တန်းလေးကိုသင်ပေးသွားမှာဖြစ်ပါတယ်ရှင်နော်စိတ်ဝင်စားပါကသင်တန်းလေးအလုပ်ရပါတယ်အကယ်၍သင်တန်းမှတ်ချင်မှုဆိုရင်လည်းဘာမှမဖြစ်ပါဘူးနော်ဆရာမလေးရဲ့ light တွေပို့တွေကိုကြည့်ပြီးတော့သင်ယူလို့ရပါတယ်ရှင်တူတီတာတထင်းမလေးကျေးဇူးတင်ပါတယ်ဒေါ်တီတီအောင်လေးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမလေးတဲ့ကျေးဇူးတင်ပါတယ်မျက်နှာပြုံးလက်ရင်ထဲကမျက်ရည်အခုချိန်ထိအကောက်နာမည်လေးတွေမပြောင်းထားသေးဘူးအရန်စိတ်ဆိုးတယ်နော်အကောက်နာမည်လေးကလုံးဝမကောင်းလို့ပြောင်းခိုင်းတာပါရှင့်မဲဆောက်ကနေကြည့်နေပါတယ်တဲ့ကျေးဇူးတင်ပါတယ်တထင်းမလေးကျမချနာတက်ရှိပါစေရှင့်ကျေးဇူးတင်ပါတယ်ကဲပြောပါတော့မယ်နော်ပြောပါတော့မယ်ရှင့်လက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေတဲ့အချက်၃ချက်ဒီ like ကို share တဲ့သူတွေအရန်ကန်ကောင်းပြီ
like ကို share တဲ့သူတွေအခု share အခုရအခု share တာနဲ့အခုပြောင်းလဲစေတဲ့အခုထူးခြားစေမယ့်အချက်တွေကိုချက်ချင်းသိတာတော့ရပါလိမ့်မယ်နော် like ကို share တာကဆရာမလေးတို့မဟုတ်ပါဘူးအားလုံးအတွက်ကိုဆရာမလေးက share ခိုင်းတာဖြစ်တဲ့အတွက် like ကို share တဲ့သူတွေကံကောင်းတယ်ကံကောင်းတယ်ကံကောင်းတယ်ပြောင်းလဲဖို့ချမ်းသာဖို့အရန်ထိုက်တန်သွားပြီနော်ဒီအတွက် like ကိုမ share ရသေးတဲ့သူတွေပါတယ်ဆိုရင်ကိုယ့်အတွက်ကိုအမြန်သွားပြီးတော့ share ပါကဲပြောပါတော့မယ်ရှစ်ငွေကြေးဘလော့ဖြစ်စေတဲ့လက်ပိတ်စေတဲ့အချက်၃ချက်ကနံပါတ်1ငွေကိုသုံးတဲ့နေရာမှာနှမျောနေတာပူလောင်နေတာစိုးရိမ်နေတာကြောက်နေတာကုံသွားမှာယော်နေမှာယော့သွားမှာကုံသွားမှာဆိုတဲ့စိုးရိမ်တဲ့စိတ်ကြောက်တဲ့စိတ်တွေနဲ့သုံးဆွဲနေတယ်ဆိုရင်တော့သိကြပါတယ်ငွေကြေးလက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်သွားပါလိမ့်မယ်ရှင်ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်အတွက်လိုအပ်လို့ဝယ်တဲ့အရာကိုယ့်အတွက်လိုအပ်လို့ဒါသုံးရမှာမို့လို့မဖြစ်မနေသုံးဆွဲရမှာမို့လို့ငွေကိုသုံးဆွဲတဲ့နေရာမှာလုံးဝလက်ပိတ်စေတဲ့ငွေကြေးဘလော့ဖြစ်စေတဲ့စိုးရိမ်တဲ့စိတ်ကြောက်တဲ့စိတ်နှမျောတဲ့စိတ်လုံးဝမထားပါနဲ့ငါဒီအရာကိုဝယ်မှဖြစ်မယ်ဆိုရင်ဝယ်လိုက်ပါငါဒီအရာကိုသုံးမှဖြစ်မယ်ဆိုရင်သုံးလိုက်ပါသုံးတဲ့နေရာဝယ်တဲ့နေရာမှာပျော်ပျော်ရွှင်ရွှင်စိတ်ချမ်းသာတာနဲ့သုံးငါအခု1000ဘူးသုံးလိုက်တယ်2000ပြန်ဝင်လာမယ်လို့ယုံကြည်ပြီးငါအခု3သိန်းဘူးသုံးလိုက်တယ်4သိန်းပြန်ဝင်လာမယ်လို့ယုံကြည်ပြီးငါအခု1သိန်းဘူးသုံးလိုက်တယ်2သိန်းပြန်ဝင်လာမယ်လို့ယုံကြည်ပြီးပျော်ရွှင်စွာနဲ့သုံးကျင့်နှံ့မှုနဲ့သုံးစိတ်ချမ်းသာစွာနဲ့သုံးဒါကငွေကြေးဘလော့လုံးဝမဖြစ်ဘူးငွေကိုပျော်ရွှင်စွာနဲ့သုံးလေကျင့်နှံ့မှုရှိစွာနဲ့သုံးလေစိတ်ချမ်းသာစွာအေးချမ်းသာစွာနဲ့သုံးလေငွေကလက်ပွင့်လေငွေဝင်လာဖို့အကြောင်းဖန်လာလေပဲဒီလိုမဟုတ်ဘဲနဲ့ငါလိုချင်တာတော့မှန်တယ်ငါအတွက်လိုအပ်နေတာတော့မှန်တယ်ဒါပေမဲ့ငါနှမျောလိုက်တာငါကုံသွားတော့မယ်ငါယောနေတော့မယ်ငါယော့သွားတော့မယ်ဆိုတဲ့စိတ်နဲ့သုံးဆွဲမယ်ဆိုတော့သိကြတယ်ငွေကြေးလက်ပိတ်ပြီးတော့ဘလော့ဖြစ်စေပါလိမ့်မယ်ရှိလက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်စေပါလိမ့်မယ်ရှိဒီအတွက်ကြောင့်မလို့ငွေဝင်ကျန်းကျင်တယ်ငွေဝင်ကောင်းကျင်တယ်ငွေကြေးဘလော့မဖြစ်ချင်ဘူးငွေကြေးလက်ပိတ်မှုကိုမဖြစ်ချင်ဘူးဆိုရင်တော့ဘယ်အရာပဲသုံးဘာပစ္စည်းပဲဝယ်ပျော်ရွှင်မှုနဲ့သုံးစိတ်ချမ်းသာစွာနဲ့သုံးအနက်ကြီးတွေမြင့်ပြီးတော့သုံးငွေတွေပြန်ဝင်လာမယ်ဆိုတာအာမခံတယ်ကိုတွေ့ပါနော်ဆရာမလေးကိုတွေ့ပြောတာဖြစ်ပါတယ်ရှင့်ရှင်းလိုက်ပြီနော်ဆရာမလေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ရဲဝင်းထွန်းကျေးဇူးတင်ပါတယ်ရှင်ဆရာမလေးရေးတဲ့ပညာဒါနလိုက်တွေလွှင့်ပေးလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါတတိမလေးကျေးဇူးတင်ပါတယ်ရှင်အရင်ချစ်ပါတယ်ကျေးဇူးတင်ပါတယ်တတိမလေးမတန်းကြီးလေးကျေးဇူးတင်ပါတယ်မြို့တတိမလေးကျေးဇူးတင်ပါတယ်ဘယ်လိုလဲနင်းနီစမ်းလာကျေးဇူးတင်ပါတယ်ခါခါလေးနဲ့လှနေတာတီချဲတဲ့ငါအတွက်ငါရှင်းလိုက်ပြီတဲ့ကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်အရင်ကျေးဇူးတင်ပါတယ်ရှင်ဒေါ်ရီအောင်လေးကျေးဇူးတင်ပါတယ်တတိမလေးမအေးခင်လေးမအေးမြင့်ကြီးကျေးဇူးတင်ပါတယ်တနခါလေးနဲ့ဆရာမလေးအရန်လာတယ်နော်တဲ့ကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါစေရှင်အရန်ပူလို့ပါနော်အရန်ပူလို့ပါရှင့်အရန်ပူလေပေးချင်တယ်လေနော်ဆရာမလေးလိုက်မလာတာလဲကြာပြီလေလိုက်မလာတာကြာပြီဖြစ်တဲ့အတွက်ဆရာမလေးလိုက်လာခြင်းပါတယ်နော်ဒီအတွက်ဆရာမလေးကိုချစ်တဲ့စိတ်နဲ့ကြည့်ပေးပါအစိမပြေလဲချစ်တဲ့စိတ်နဲ့ကြည့်ပေးပါနော်ဒုတိတာတတိမလေးကျေးဇူးတင်ပါတယ်ရှင်နော်ဆရာမလေးတကယ်ပြောတာပါဟိုးအရင်တုန်းကဆိုရင်ဆရာမလေးကိုယ်တိုင်ကလေပိုက်ဆံသုံးပြီးငွေသုံးပြီးကိုလိုချင်တဲ့အရာလေးကိုဝယ်ပြီးဆိုရင်အမြဲတမ်းသိလားဟဲငါဒီအရာကိုဝယ်လိုက်ရင်ငါပတ်စံနေရော့သွားတော့မယ်ငါဒီပစ္စည်းကိုဝယ်လိုက်ငါပတ်စံနေကုန်သွားတော့မယ်ငါဒီအရာကိုဝယ်လိုက်ရင်ငါပတ်စံနေရော့သွားတော့မယ်ဆိုတဲ့စိတ်စိုးရိမ်နေစိတ်နဲ့သုံးဆွဲတာဖြစ်တဲ့အတွက်ငွေကြေးဘလော့ဖြစ်တယ်နောက်တစ်ခုကလက်ပိတ်စေတယ်ဒီအတွက်ဆရာမလေးသိတဲ့အချိန်ကစပြီးတော့ဘယ်အရာပဲဖြစ်ဖြစ်ပျော်ရွှင်
ွှေမှုနဲ့သုံးတယ်စိတ်ချမ်းသာစွာနဲ့သုံးတယ်ဒီလိုသုံးလိုက်တဲ့အချိန်ကမှငွေတွေကဝင်လာတယ်လက်လာပါတွေပေါ်လာတယ်လက်တွေပွင့်လာတယ်ငွေကြေးဘလော့လုံးဝမဖြစ်တော့ဘူးเนาะဒီတော့အခုကြည့်နေတဲ့တတိများပေါင်းအားလုံးကိုလည်းပြောချင်ပါတယ်ဒါဈေးဝယ်တာပဲဖြစ်ဖြစ်အထည်ဝယ်တာပဲဖြစ်ဖြစ်လှကုန်ပစ္စည်းဝယ်တာပဲဖြစ်ဖြစ်ကျန်းမာရေးအတွက်အာဟာရတက်စာဝယ်တာပဲဖြစ်ဖြစ်ဆေးကုတာပဲဖြစ်ဖြစ်ငွေသုံးတဲ့နေရာမှာပျော်ရွှင်စွာနဲ့သုံးငါ1000ဘိုးသုံးလိုက်ရင်2000ပြန်ဝင်လာမယ်လို့ယုံကြည်ပါငါ3သိန်းဘိုးသုံးလိုက်ရင်2သိန်းပြန်ဝင်လာမယ်လို့ယုံကြည်ပါငါ9သိန်းဘိုးသုံးလိုက်ရင်10သိန်းပြန်ဝင်လာမယ်လို့ယုံကြည်ပါငါ9000ဘိုးသုံးလိုက်ရင်9000ထွက်သွားလိုက်လို့ရှိရင်တသိန်းပြန်ဝင်လာမယ်လို့ယုံကြည်မှုနဲ့သုံးဆွဲပါဒီလိုသုံးဆွဲခြင်းကငွေကြေးဘလော့မဖြစ်တော့ဘူးလက်လာပါတွေမပိတ်တော့ဘူးလက်လာပါတွေပွင့်လာမယ်နော်ယုံကြည်မှုပြေဝနဲ့ရှဲလိုက်ပြီးကျေးဇူးတင်ပါတယ်တထင်းမလေးတော်မူတာဝင်လေးကျေးဇူးတင်ပါတယ်ခါခါလေးနဲ့ဒေါ်ဆရာမလေးအရင်ချစ်ဖို့ကောင်းတယ်ကျေးဇူးတင်ပါတယ်ကျမစနာတက်ရှိပါစေတထင်းမလေးဖြိုးဖြိုးလေးကျေးဇူးတင်ပါတယ်ကျမစနာတက်ရှိပါစေရှင်ဆရာမလေးရဲ့ like ကို share ပေးတဲ့တဦးတယောက်ချစ်စီတိုင်းကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျမစနာတက်ရှိကြပါစေရှင်မင်္ဂလာပါဆရာမလေးတဲ့ကျေးဇူးတင်ပါတယ်ကျမကျနာတက်ရှိပါစေရှင်ဆရာမလေးစိတ်မကောင်းစွာနဲ့ပြောစရာစကားလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဆရာမလေးစီကလက်ကီမှုရင်မွေမှာယူထားတဲ့တထင်းမလေးဘယ်သူပါလိဂျာကြီးဟွာရင်မွေးဖို့မှာပြီးတော့ပြန်မယူတာဘယ်သူဒီနေ့ဆရာမလေးတို့ဒါဆရာမလေးစီကိုဖုံးဝင်လာပါတယ်တင်တဲ့ဖုံးလေးကိုဝင်လာပါတယ်ဖုံးဝင်တဲ့နေရာမှာလက်ကီမှုရှင်မွေးလေးကိုမှာယူထားတယ်ဘယ်သူလဲမခင်ဆောင်ခလားမိထီလာမျိုးကမခင်စံဦးကလက်ကီမှုရင်မွေးလေးပို့ဆောင်ရေးကုမ္ပဏီဒလီဗာကသွားပြီးတော့ပို့ပါတယ်ပစ္စည်းလေးရောက်တဲ့အချိန်ခါမှာပိုင်ရှင်ကိုယ်တိုင်ကမမာထားပါဘူးဆိုပြီးတော့ညင်းလို့လိုက်တာပါတကယ်စိတ်မကောင်းပါဘူးစိတ်မကောင်းမှုဆိုတာကဆရာမလေးရဲ့လက်ကီမှုရင်မွေးလေးကိုမမာလို့မယူလိုက်လို့စိတ်မကောင်းတာမဟုတ်ပါဘူးဆရာမလေးရဲ့ဒီလက်ကီမှုရင်မွေးလေးကိုနမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေအတိအကျပို့ပြီးတော့မှာယူထားပါလျက်နဲ့ပို့ဆောင်ရေးကုမ္ပဏီကဒလီဗာကပို့တဲ့ချိန်ကမှမမာထားဘူးဆိုပြီးတော့ညင်းလို့လိုက်တဲ့အတွက်ပို့ဆောင်ရေးကုမ္ပဏီဒလီဗာကဝန်ထမ်းလေးတွေအတွက်ကိုဆရာမလေးစိတ်မကောင်းသွားတာပါအရန်အားနာသွားတာပါအရန်တနာသွားတာပါပြောပြပါမယ်ဆရာမလေးကလေဆရာမလေးစီကလက်ကီမှုရှင်မွေးကိုမမာဘဲနဲ့ဘသူ့ကိုမှမပို့ပါဘူးနမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေပို့ထားတဲ့သူမှန်သမျှကိုအသေးစိတ်လေးဆရာမလေးကမင်းမြတ်ပြီးတော့လက်ကီမှုရှင်မွေးလေးကိုပို့ပေးတာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီနေ့မှာဒလီဗာရုပ်ကဖုန်းဆက်ပါတယ်ဆရာမလေးစီကိုဆရာမလေးရဲ့ဒီတင်နာဖုန်းကိုဆက်လာပါတယ်လက်ကီမှုရှင်မွေးကိုမမာထားပါဘူးမှာယူထားခြင်းမရှိပါဘူးဆိုပြီးတော့ညင်းလို့လိုက်ပါတယ်တဲ့စဉ်းစားကြည့်ပါနမည်လဲမှန်တယ်လိပ်စာလဲမှန်တယ်ဖုန်းနံပါတ်လဲမှန်ပါတယ်ဆိုမှတော့မမာထားပဲနဲ့ဆရာမလေးကအဲ့ဒီဖုန်းနံပါတ်တွေလိပ်စာတွေနမည်တွေဘယ်ကရမှာလဲစဉ်းစားကြည့်ဆရာမလေးရဲ့လက်ကီမှုရှင်မွေးကိုမမာယူထားပဲနဲ့နမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေဘယ်ကရလို့ဆရာမလေးကဘလို့လုတ်ပြီးတော့ပို့နိုင်မှာလဲနမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေပို့ထားပါတယ်မှန်ကန်ပါတယ်ဆိုမှတော့မှားထားလို့ပို့တာပေါ့ဒါကိုမိထီလာမြို့ကတထင်းမလေးမခင်စန်းဦးကဆရာမလေးရဲ့လက်ကီမှုရင်မွေးကိုမမာထားပါဘူးဆိုပြီးတော့ညင်းလို့လိုက်တဲ့အတွက်ဆရာမလေးကဘာမှမဖြစ်ပါဘူးเนาะတကယ်ဘာမှမဖြစ်ပါဘူးစိတ်လည်းမဆိုးပါဘူးဒါပေမဲ့တကူတကကြီးဒါပိမခံပြီးပို့ပေးတဲ့ပို့ဆောင်ရင်ကုမ္ပဏီကိုဆရာမလေးအရန်အားနာတယ်အရန်စိတ်မကောင်းဖြစ်သွားပါတယ်เนาะတထင်းမလေးမခင်စန်းဦးရေတကယ်ကိုနော်ဆရာမလေးကိုအခုလိုမျိုးလှုပ်လိုက်တဲ့အတွက်ကိုတထင်းမလေးစိတ်ချမ်းသာတယ်ဆိုရင်ဆရာမလေးဘာမှမဖြစ်ပါဘူးနော်တထင်းမလေးစိတ်ချမ်းသာသွားတယ်ဆိုရင်ဆရာမလေးကျဉ်တတ်ပါတယ်နမည်တွေလိပ်စာတွေဖုန်းနံပါတ်တွေကလက်ကီမှုရှင်ဝင်မမာထားပါနဲ့ဆရာမလေးတို့တစ်ပတ်ကမသိပါဘူးနော်မှားထားလို့သိတာဖြစ်ပါတယ်ရှင်နော်ခင်စားဦးဟုတ်လားမှားထားလို့ဆရာမလေးကပို့ပေးတာပါနော်မမှားထားရင်မပို့ပါဘူးနော်ခင်စားဦးဟုတ်လို့လားခင်စားဦးဟာမှားနေတယ်နော်နာမည်က
ခင်စားဦးဆိုတာကဟိုနေ့ကမှငွေလွှဲပြီးတော့မှာထားတာပို့ပေးထားပြီလေဒီစားဦးမဟုတ်ဘူးလေမဟုတ်ပါဘူးဆိုမှရင်မွေးလို့ကျင်လိုက်တာဆရာမလေးရှင်တဲ့တထင်းမလေးနော်မူတာဝင်းလေးရေဆရာမလေးရဲ့လက်ကွေးမှုရင်မွေးလေးကမရှိတော့ပါဘူးမရတော့ပါဘူးရှင်နော်တထင်းမလေးရှင်ဒါပေမဲ့ဆရာမလေးဝန်တန်းတွေကိုတစ်ချက်ကြီးခိုင်းပါအောင်မယ်နော်ဝန်တန်းတွေကိုတစ်ချက်ကြီးခိုင်းပါအောင်မယ်ရှိသေးတယ်ဆိုရင်တထင်းမလေးစီကိုပို့မယ်နော်ဒါပေမဲ့ဟိုထိုင်းနိုင်ငံကနေမှားတာဆိုတော့တထင်းမလေးနော်မူတာဝင်းလေးကငွေလဲလွှဲထားတယ်ဆိုတာဆရာမလေးသိပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံဘန်ကောက်မလေးရှားစင်ကာပူတရုတ်နိုင်ငံကိုပို့ဖို့ကပို့ဆောင်ရေးကုမ္ပဏီကမရသေးလို့ပါနော်တထင်းဆရာမလေးတဲ့ဈေးရောင်းကောင်းကိုဆူတောင်းပေးပါအောင်နဲ့ဆူတောင်းပါတယ်တထင်းမလေးမေတ္တာပို့ပါတယ်နော်ဈေးတွေရောင်းကောင်းပါစေရှင်ဒေါ်တီအောင်လေးကျေးဇူးတင်ပါတယ်ကဲဆရာမလေးရဲ့အခုဒီ live ကိုကြည့်နေတဲ့တထင်းများပေါင်းအားလုံးထဲမှာဆရာမလေးရဲ့ lucky မှုရှိမွေးမှာယူထားတဲ့သူတွေစည်ရင်းပေးထားတဲ့သူတွေရှိတယ်ဆိုရင်ဆရာမလေးပို့ဆောင်ရေး company deliver ကိုမနက်ဖြန်မှာအကုန်လုံးအပြီးအပ်ပါမယ်နော်3-4ရက်အတွင်းမှာအကုန်လုံးရပါလိမ့်မယ်ဆရာမလေးရဲ့ဒီ9လပိုင်း1ရက်နေ့ meditation ဝင်းသင်တန်းလေးကိုအပ်ထားတယ်ဆိုရင်လည်းဆရာမလေးနွေထွေးစွာကြိုဆိုပါတယ်9လပိုင်း1ရက်နေ့မှာဆရာမလေးရဲ့ meditation ဝင်းသင်တန်းလေးရှိပါတယ်မကြခင်မှာကြားရောက်ပါတော့မယ်အခုဆိုရင်4လပိုင်းကကုန်ပါတော့မယ်4လပိုင်းကုန်လို့5လပိုင်းရောက်တာနဲ့ဆရာမလေးရဲ့အသိဉာဏ်ကရောက်ပါပြီရှင်နော်ကြိုဆိုပါတယ်ဆရာမလေးရဲ့ meditation weight 555 5လပိုင်းတရက်နေ့အသိဉာဏ်ကြီးကိုအပ်ထားတဲ့သူတွေကိုဆရာမလေးက5လပိုင်းလာပြည့်နေ့အသိဉာဏ်အသိဆက်ဆက်အသိဉာဏ်လေးကိုလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်ရှင်ဝဲချင်းပါတယ်တဲ့ Messenger Viber လေးကိုမှာပေးပါနော်ဆရာမလေးရဲ့ Viber ဖုန်းနံပါတ်လေး39ကို0999883332ကိုဒါဆက်သွယ်မင်းမြတ်လို့ရတယ်လို့အခု Messenger လေးထဲမှာလည်းဆက်သွယ်မင်းမြတ်မှာယူလို့ရပါတယ်ရှင်ရင်မွေးလေးကဆရာမလေးထင်တာကတော့ကုန်ပြီထင်ပါတယ်ကြံသေးတယ်ဆိုရင်တော့ရပါမယ်နော်နမီလေးတွေလိပ်စာလေးတွေပို့ပေးပါနော်နမီလေးလိပ်စာလေးတွေပို့ပေးတာနဲ့ဆရာမလေးအမြန်ပို့ပါမယ်ရှင်ကဲဆရာမလေးအားလုံးကိုချစ်တယ်ကျေးဇူးများကြီးတင်တဲ့မေတ္တာတွေလည်းပို့ပါမယ်လက်ပိတ်ပြီးတော့ငွေကြေးဘလော့မဖြစ်စေချင်ဘူးဆိုရင်ငွေကိုပျော်ရွှင်စွာနဲ့သုံးပါစိတ်ချမ်းသာစွာနဲ့သုံးပါစိတ်အေးချမ်းသာစွာနဲ့သုံးပါလို့ဆရာမလေးကအကြံပေးချင်ပါတယ်နော်နောက်တစ်ခုကငွေသုံးတဲ့နေရာမှာရော့သွားတော့မယ်ဆိုတဲ့စိတ်နဲ့မသုံးပါနဲ့တိုးလာတော့မယ်ပွားလာတော့မယ်ဆိုတဲ့များလာတော့မယ်ဆိုတဲ့စိတ်နဲ့သုံးစေပါတတိယချက်ကတော့ငွေသုံးတဲ့နေရာမှာစိုးရိမ်စိတ်လုံးဝမထားပါနဲ့ကြောက်တဲ့စိတ်မထားပါနဲ့ဒီလိုစိုးရိမ်နေစိတ်ကြောက်တဲ့စိတ်တွေထားတာကငွေကြေးဘလော့ဖြစ်စေပါတယ်လက်ပိတ်စေပါတယ်ဒါလေးကိုဆရာမလေးပြောချင်တာပါတထင်းမလေးမက်ခင်မြစ်ကြီးမန္တလေးသူလေးကျေးဇူးတင်ပါတယ်တထင်းမလေးတော်ဆန်းဆန်းဆရာမလေးရဲ့ငလျင်ပေးအလူထဲမှာတသိန်းတိတိပါဝင်လူတန်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်တန်းလေးအပ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။လက်ကိမှုရင်မွေးလေးမှာပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။တထင်းမလေးစီကိုမကြခင်လက်ကိမှုရင်မွေးလေးရောက်ပါတော့မယ်နော်။တထင်းမလေးပို့ပြီးသွားပါပြီရှင့်။အရက်ချစ်ပါတယ်အခုမှဝင်လာတဲ့သူတွေအကုန်လုံးကိုပြောချင်ပါတယ်ဆရာမလေးရဲ့ like ကိုဘယ်ချိန်တွေ့ဘယ်ချိန်ကြည့်တွေ့တဲ့အချိန်ကြည့်တဲ့အချိန်မှာကိုယ့်အတွက်ကို share သွားပေးဖို့ဆရာမလေးကအားလုံးကိုပြောချင်ပါတယ်အရန်ကောင်းတဲ့ like ကလေးပါရှင်ဆရာမလေးပြောတဲ့အထက်မှာလက်ပိတ်ပြီးတော့ငွေကြေးဘလော့ဖြစ်နေတဲ့သူတွေအတွက်ကိုဆရာမလေးကတီးတက်ပေးတဲ့ like ကလေးဖြစ်ပါတယ်ရှင်အရင်ဦးဆုံး share ပြီးတော့တင်ယူပေးပါလို့ဆရာမလေးကအကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိကြပါစေစိတ်သွားတိုင်းကိုပါလို့ရဆန္ဒပြေဝကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကျမနဲ့ပြည့်စုံကြပါစေအသက်ရှူတိုင်းငွေတွေဝေကြပါစေကံဒီကောက်လက်ပွေကြပါစေလို့ဆရာမလေးကအားလုံးကိုဆုတောင်းမေတ္တာပို့သား၍နှုတ်ဆက်လိုက်ပါတယ်ရှင့်ဆရာမလေးဒီနေ့ကစပြီးနေ့စဉ်လိုက်တွေလာပါတော့မယ်ရှင့်အားလုံးကိုဆရာမလေးပြောချင်ပါတယ်မြန်မာစံတော်ချိန်မြန်မာနိုင်ငံမှာဆရာမလေးကနေ့စဉ်6နာရီခွဲ9နာရီမှာလိုက်တွေအမြဲတမ်းလာပြီးတော့ကူညီသွားပါမယ်လို့အားလုံးကိုကတိပေးပါတယ်ရှင်